ဒီဗီဒီယိုလေးမှာတော့ဒီ ibuprofen အပါဝင်ပေါ့နော်ဒီ NSAID အကိုက်ခဲပျောက်ဆေးတွေကိုအန်ရကင်းကင်းပေါ့နော်အစာရင်ကိုထိခိုက်မှုမရှိအောင်အစာရင်နာမဖြစ်အောင်အစာရင်သွေးရစိမ့်တာတွေမဖြစ်အောင်ဘယ်လိုတောက်တင်တယ်လဲပေါ့နော်အဲ့ဒါလေးကိုပြောပြပြတော့ပါမယ်အများစုကတော့ပေါ့နော်ဒီအကိုက်ခဲပျောက်ဆေးတွေအနာတက်တာတဲ့ဆေးတွေကိုအစာလေးနဲ့တွဲတောက်ရင်ဒီအစာရင်နာတာအစာရင်နေရခက်တာတွေမဖြစ်တော့ဘူးလို့ပဲယူဆထားကြတယ်ပေါ့နော်အမှန်ကတော့အဲ့ဒါတဝက်ပဲမှန်ပါတယ်ဒီအစာအိမ်ကိုပေါ့နော်အဓိကအနာဖြစ်စေတာအစာအိမ်ကနေထုတ်တဲ့ hydrochloric acid နဲ့ pepsin တွေကြောင့်ဖြစ်တာပါပုံမှန်အခြေအနေမှာဆိုရင်ဒီအစာအိမ်ကိုအစာချေရည်တွေနဲ့ acid တွေကနေဒဏ်ကနေကာကွယ်ပေးထားတဲ့ acid တွေရှိပါတယ်ပထမဆုံးမှာဆိုရင် mucus layer လေးနဲ့အစာအိမ်နံရံနဲ့ acid တွေဓာတ်ရိုက်မထိအောင်ခြားပေးထားတယ်နောက်တစ်လောမှာ bicarb တွေနဲ့ကြော်ဝင်လာတဲ့ဒီ acid တွေကို neutralize လုပ်ဖို့ပေါ့နော်ဓာတ်ပြေသွားလုပ်ဖို့ bicarb တွေနဲ့တားပေးထားတယ်နောက်တစ်ဆင့်ကကြတော့အစာအိမ်မှာရှိတဲ့ပေါ့နော် epithelial cells တွေက regeneration ပေါ့နော်တည်သွားရင်အမြန်ပြန်ဖြစ်တဲ့အသစ်ပြန်ဖြစ်တာအရန်မြန်ပါတယ်အဲ့လိုမြန်အောင်လို့လဲအစာအိမ်ရဲ့သွေးကြောလေးတွေကပေါ့နော်သွေးစီးဆင်းမှုအရန်ကောင်းတယ်ဒီအစာအိမ်ရဲ့ဒီခုခံပေးထားတဲ့နော် mucus အလွှာတွေဖြစ်ဖို့ bicarb တွေရဖို့ပြီးရင်သွေးစီးဆင်းတာတွေသွေးလက်ပတ်တာတွေကောင်းမှုတွေအဲ့ဒါအတွက်ကိုဘယ်သူကထိန်းချုပ်ပေးထားတာလို့ဆိုတော့ prostaglandin ကထိန်းချုပ်ပေးထားတာဒါကြောင့် prostaglandin ကောင်းကောင်းရှိနေရင်ဒီအစာအိမ် acid တွေရဲ့တန်ကိုပုံမှန်အခြေအနေမှာအစာအိမ်ကဘာမှအန္တရာယ်မရှိဘဲနဲ့နေနိုင်တယ်ပေါ့နော်ဒီ NSAID အကိုက်အခဲပျောက်ဆေးတွေတောက်လိုက်တယ်ပေါ့နော်အစာနဲ့တွဲတောက်လိုက်တဲ့အခါမှာအစာအိမ်ကိုဓာတ်ရိုက်ပေါ့နော်ထိခိုက်တာအစာအိမ်ဓာတ်ရိုက်နာကျင်တာမရှိတော့ဘူးအစာနဲ့တွဲတောက်ရင်ဒါပေမဲ့ဒီ ibuprofen လို့ခေါ်တယ်ပေါ့နော် NSAID အကိုက်ခဲပျောက်ဆေးတွေကဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ COX inhibitor တွေပေါ့နော် COX enzyme ကိုတားတဲ့ inhibitor တွေသူတို့က COX enzyme ကိုတားလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ခန္ဓာကိုယ်က prostaglandin level တွေကကျသွားတယ်ဒါဆိုရင်နာကျင်တဲ့နေရာရောင်နေတဲ့နေရာတွေမှာရှိတဲ့ prostaglandin level ကျတဲ့အတွက်အယောင်တွေအနာတွေကတက်တာသွားတယ်ဒါပေမဲ့ဒီအစာအိမ်မှာရှိတဲ့ prostaglandin တွေပါကျသွားတဲ့အခါမှာဒီအစာအိမ်ကိုကာကွယ်ပေးထားတဲ့ mucus layer တွေ bicarb layer တွေပေါ့နော်အဲ့ဒါတွေအတွက်ဥဆောင်ပြီးတော့မှကာဗာလုပ်ပေးထားတဲ့ prostaglandin ကမရှိတော့ဘူးအဲ့မှာ acid တွေရဲ့တန်ကိုအစာအိမ်ကခံရတယ်အစာအိမ်နာတွေအစာအိမ်သွေးကိုစိမ့်တာတွေဖြစ်လာတတ်တယ်အဲ့ဒါကသူ ibuprofen ရဲ့ပေါ့နော်သူ action ရှိနေတဲ့တစ်လျှောက်လုံးမှာ prostaglandin level ကြီးကပြုတ်ကျနေမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့အစာနဲ့ဆေးကိုတောက်လိုက်တယ်ဆိုပေမဲ့အစာအိမ်နိုင်ရန်အစာနဲ့ဆေးနဲ့ဓာတ်ရိုက်မထိတွေ့တာတခုပဲပေါ့နော်ဓာတ်ရိုက် irritation မရှိတာတခုပဲတက်တာသွားမယ်ဆေးအာနိသင်ရှိနေတဲ့တစ်လျှောက်လုံးမှာ ibuprofen အာနိသင်ရှိနေတဲ့တစ်လျှောက်လုံးမှာဒီ prostaglandin level ကျနေတဲ့အတွက် acid ရဲ့ဓာတ်ကိုခံရတယ်အဲ့ဒါကြောင့်မလို့အစာအိမ်မှာအနာဖြစ်တာသွေးရစိမ့်တာတွေဖြစ်လာတတ်တယ်ဒီအစာနဲ့တွဲတောက်ပေမဲ့လည်းပေါ့နော်ဒီ NSAID ရဲ့ action ရှိနေတဲ့များကလပ်ပတ်လုံး prostaglandin level ကျနေတဲ့အတွက်အစာအိမ်မှာအနာဖြစ်နိုင်ရေးအများကြီးရှိသေးတယ်ပေါ့နော်အဓိကဘယ်လိုလူတွေမှာအနေပုံများလဲပေါ့နော်အရင်ကအစာအိမ်အနာဖြစ်ဘူးတဲ့လူတွေအစာအိမ်သွေးရဘူးတဲ့လူတွေပြီးရင်ဒီ NSAID တွေ ibuprofen တွေ dose မြင့်နေပေါ့နော်အချိန်ကြာကြာတောက်ရတဲ့လူတွေပြီး aspirin warfarin လိုမျိုးသွေးကြိုက်တွေတောက်နေရတဲ့လူတွေဒီ immune suppressant ပေါ့နော် prednisolone ဆေးတွေတောက်နေရတဲ့လူတွေအသက်ကြီးတဲ့လူတွေမှာပို့ပြီးတော့မှအန္တရာယ်များပါတယ်ဒါဆိုရင်ဒီလိုမဖြစ်အောင်ပေါ့နော်ဘယ်လိုတောက်မလဲပေါ့နော်အစာနဲ့တောက်တော့လဲသူ့ဆေးအချိန်ရှိတဲ့တစ်လျှောက်လုံးပေါ့နော်ဒီအစာရင်က acid ရဲ့တန်ကိုပြန်ခံနေရတဲ့အခါမှာဒီဟာကိုကာကွယ်ဖို့အတွက်ဘယ်လိုတောက်တင်တယ်လဲပေါ့နော်အဲ့လိုတောက်ဖို့ဆိုရင်ကျွန်တော်တို့က acid တွေထွက်တဲ့နှုံးကိုပဲ short ချလို့ရမယ်ပေါ့နော်ဒီအကိုက်ခဲပြောက်စေကလိုအပ်လို့တောက်ရပြီဆိုရင် prostaglandin level ကတော့ပြုတ်ကျသွားမယ် prostaglandin level ကျတဲ့အခါမှာအစာအိမ်မနာဖို့အတွက်ဆိုရင်acid ထွက်တဲ့နှုံးကိုတားဖို့လိုလာမယ်acid နည်းသွားရင်
သွေး prostaglandin level နဲ့ညီမျှသွားနိုင်တဲ့အတွက်အစာအိမ်မှာထူးထူးခြားခြားဘေးထွက်ဆိုးကျိုးမရှိတော့ဘူးအဲဒါကြောင့်မလို့ဒီ acid ကိုတားတဲ့ဆေးတွေပေါ့နော် PPI လိုဟာမျိုး proton pump inhibitor ပေါ့နော်ဒီ omeprazole လိုဟာမျိုး pantoprazole လိုဟာမျိုးဆေးတွေ H2 receptor blocker တွေပေါ့နော် ranitidine လိုဟာမျိုး famotidine လိုမျိုးဆေးတွေနဲ့ဒီ ibuprofen တို့ဒီ NSAID အခက်အခဲပြောက်ဆေးတွေပေါ့နော်အုပ်စုတွေကိုတွဲတောက်တာအနေနဲ့အကင်းဆုံးပဲဖြစ်ပါတယ်